အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုကတော့ကျွန်တော်မြန်မာပြည်ကိုပြန်ရတော့မယ်အရင်စိတ်လှုပ်ရှားနေတယ်ကျွန်တော်တကယ်ရင်းနဲ့တွေ့ရမယ်မြန်မာထမင်းစားရမယ်ကိုမြန်မာပြည်ကိုရှေ့မြန်မာပြည်ကိုပြန်တော့မယ်အခုကကျွန်တော်အင်္ဂလန်မှာကျွန်တော်စောက်တဲ့ဟိုပါလေဒီ Heathrow လေဆိပ် Terminal 2ကျွန်တော်တို့လေဆိပ်ကဒီဟိုတယ်ရဲ့ဒီဟာလေဆိပ်နဲ့နေရဟိုတယ်ဒီမှာလေယာဉ်မယ်တွေရောလေယာဉ်မောင်တွေရောအများကြီးတဲတာဒီဟိုတယ်မှာကျွန်တော်နောက်ပြီးကျွန်တော်ကုမ္ပဏီကတမောသားကြီးတော်တော်များများလေးတဲဒီတမောဒီဟိုတယ်မှာဒီကောင်ကဒီဟိုတယ်ဒါ Heathrow လန်ဒန် Heathrow လေဆိပ်ကဒီဟိုတယ်မှာတဲလို့ကောင်းတယ်ဒီမှာအာရှသားတွေများတယ်ဟိုကျွန်တော်မန်နိုင်ကကျွန်တော်ဒီနေ့ကမြန်မာပြည်ကိုပြန်ရောက်နေပြီဆိုတာဟိုကျွန်တော်မနေ့ကကျွန်တော်လေယာဉ်ကဟိုဖြစ်သွားတယ် flight က cancel ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ကာတာကနေပြန်ရမှာကာတာအင်္ဂလန်နေပြီးတော့ကာတာနေမှာထိုင်းကနေမှာဆင်မြန်မာပြည်ကိုပြန်ရမှာအဲ့ဒါကိုလေယာဉ်က cancel ဖြစ်သွားတော့အခုကကျွန်တော်ဒီနေ့ကျွန်တော်ကုမ္ပဏီကိုလမ်းပြောတော့ကုမ္ပဏီကလေယာဉ်လက်မှတ်ပြန်ဝယ်ပေးတယ်အားချင်းဒီနေ့ကျွန်တော်ကဒီနေ့ညနေ9:00 နာရီမှဒီကနေပြီးတော့ဟိုအောင်သွားရမယ်ကျွန်တော်ဒီတူရကီလေယာဉ်ကွင်းကိုသွားရမယ်အစ္စတန်ဘူအစ္စတန်ဘူကနေမှဆင်ထိုင်းကိုပြန်သွားမယ်ထိုင်းကနေမှဆင်မြန်မာပြည်ရှေ့မြန်မာပြည်ကိုပြန်မယ်တကယ်ချင်းနဲ့တွေ့မယ်ဒီမှာကျွန်တော်လေယာဉ်ကွင်းမှာဘယ်လိုလုပ်ရဆိုတာအနေငယ်လေးပေါ့ကျွန်တော်ရိုက်ပြထားမယ်ပြီးတော့မှကျွန်တော်ဖြည့်ညံကလုပ်ပေးမယ်ပြန်တင်ပေးမယ်ပေါ့နော်လေယာဉ်ကွင်းရောက်ရင်ကိုယ့်ရဲ့လက်ခိတ်တွေကိုကျွန်တော်3 transit က3ခုဆိုတော့မြန်မာပြည်ကိုဒါလိုက်ပို့မယ်ကိုလေယာဉ်လက်မှတ်ကိုဒါလိုက်လေယာဉ်ကွင်းကနေပြီးတော့ကိုလက်ခိတ်ကိုမြန်မာပြည်ကိုဒါလိုက်ပို့တယ်ဟိုကနေသွားမယ်ပြန်မထုတ်ပဲနဲ့ဒါပေမဲ့တခုပြောချင်တာကာတာအဲလိုင်းကတော့ကျွန်တော်လုံးဝမကြိုက်ဘူးကွာအဲ့လို blame တာလည်းမဟုတ်ဘူးကျွန်တော်ရဲ့ personal အရာဆိုရင်ဘာမှသူတို့ကူညီမှုမရှိဘူးကျွန်တော်တို့ flight လိုမျိုးဖြစ်တာတွေကိုသူတို့ဘာမှလုပ်ပေးခြင်းလည်းမရှိဘူးဖုန်းတွေပါဆက်ပေးခြင်းလည်းမရှိဘူးဘာမှမို့ပြောရမယ်ဆို Emirates တို့ပါလို့ဆိုရင်လုံးဝလုပ်ပေးတာရဟိုပါပေါ့နော်တကယ် share လုပ်ပေးတယ်ကွာဆိုတော့ customer service ကောင်းတယ်ကာတာတော့မကြိုက်ဘူးဒါကျွန်တော်ရဲ့ personal လေးရပြောတာခုတော့ဘာပြီးတော့ကျွန်တော်တူရကီကနေပြီးတော့တိတ်မယ်သွားဖို့အတွက်ဒီမှာအထုပ်ပိုးလေးလည်းအားလုံး ready ဖြစ်ပြီကျွန်တော်ပစ္စည်းတွေတော့အဲ့ထည့်ယူပါပြီဒီမှာတော်တော်အေးနေပြီအရေးထဲမှာဆိုရင်တော်အေးတယ်အပြင်ထွက်တာလည်းဟိုကမဖြစ်နိုင်ဘူးရန်အေးတယ်ကျွန်တော်ချစ်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘယ်လိုပြောမလဲဟိုဗီဒီယိုဒီဇိုင်းနဲ့တကယ်ချင်းနေကျွန်တော်ဗာတင်ဘယ်လိုပဲဖြစ်တယောက်ပဲကြည့်နှစ်ယောက်ပဲကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေအားလုံးနဲ့ပျော်ရွှင်တဲ့ဟာလေးတွေကိုကျွန်တော်နောက်ကျရင်ဗီဒီယိုလေးတွေပျော်ရွှင်အောင်ကျွန်တော်ပြင်လေပုံလေးတွေတကယ်လှပတဲ့ဟာလေးတွေကျွန်တော်ဖုန်းကောင်းလေးရသွားရင်ကျွန်တော်တင်ဆက်ပေးပါမယ်အားလုံးချစ်ပါတယ်အားလုံးကိုလည်းခင်ပါတယ်ကျွန်တော်တွေ့ရင်လည်းခေါ်ကြပါအောင်ထမင်းလေးကျွေးပါတက်တာနော်အပွားအားလုံးချစ်ပါတယ်လို့